ဆက်ဆက်ရွယ်ချက်ရှိနဲ့လောက်ကြံခံလိုက်ရတဲ့အေယာဝတီမှာကောင်းရာဒုက္ခတိလာပါစေလို့ကျွန်မဆုတောင်းပေးတယ်။နောင်ဘဝကြရင်ကြားဆိုလဲကြားမဆိုလဲမဖြစ်ပါစေလို့လည်းကျွန်မထပ်မံပြီးဆုတောင်းပေးတယ်။ကျွန်မလေအမြဲတမ်းပြောနေတဲ့အဲ့ဒီမကောင်းတဲ့ဆောက်ယောက်ကြားတွေအကြောင်းအခုနောက်တစ်ခါတက်တည်ပြသွားပြီနော်။သူတို့တွေတကယ်ယုံမာတယ်ဆိုတာကျွန်မအားလုံးကိုမဆိုလို့ဘူးနော်။ဒါပေမဲ့အများအားဖြင့်ကစိတ်ပုတ်တယ်ရုပ်တယ်ဆက်ဆုပ်တယ်ယွန်ရှာဖို့ကောင်းတယ်သူတို့ကမိမလဲတွေထက်ပိုလဲတယ်တောင်းစားလောက်တောင်တန်ဖို့မရှိတဲ့ယောက်ျားစစ်ကြီးတွေအခုဒီကိစ္စဖြစ်လိုက်ဒါမလေး तू ကအချောင်းမို့လို့ဖြစ်တာအတွေးနဲ့ယောက်ျားအားအပြည့်ရှိနေတဲ့မိမရှာတာပြည့်ဆက်ဆက်အသက်ခံရတယ်ဆိုမှတော့ဒီလိုဖုန်းကနေပြီးတော့ဟိုက်ခံနေရတဲ့သမီးပြိုလေးတွေကျမဆိုင်ရဝန်ထမ်းတွေရှိသမျှအားလုံးသမီးပြိုတွေတတိထားနော်ဟိုက်တိုင်းကောင်းတာမဟုတ်ဘူးမသိဘဲနဲ့ဟိုက်ခံရတယ်ဆိုတော့အဲ့ဒါမြို့ကိုအထင်သေးတာလေနင်က free ဖော်ကမလို့ तू ဟိုက်တာလေရမလားဆိုပြီးတော့စမ်းတာလေပြီးတော့ तू ကနှစ်တယောက်တည်းကိုစမ်းတာမဟုတ်ဘူး ABCD အားလုံး Z ထိ तू စမ်းတယ်တက်လာတဲ့လက်အကို तू ကစားတာအဲ့တော့အဲ့လက်အထဲမှာကိုမပါအောင်လို့တတိကပ်ပါလို့ပြောချင်တာအခုက social media ခက်လေဘာပတ်စာမှမကုန်ဘူးဖုန်းတစ်လုံးရှိရင်ကိုတားကောင်တွေရှာလို့ရတယ်အဲ့လိုတားကောင်လို့အဟိုက်ခံရတဲ့အခါမှာအမလေးငါ့ကိုလေတိလာမလေးကြိုက်လိုက်တာလူတွေကလေ highlight တာငါ့ကိုလူတကားကြိုက်နေမဟုတ်ဘူးအမလေးနင်းအောက်ပိုင်းကို free စားကြလို့ဒါမှမဟုတ်ရင်အေယာဝတီမလိုမျိုးဖြစ်လာမယ်လူတိုင်းဖြစ်လာနိုင်တယ်နော်အေယာဝတီမအကုန်လုံးကျေးဇူးတင်ကြသူဖြစ်လိုက်တဲ့နမူနာက LGBT တွေဟောမိပြိုလူငယ်တွေအတွက်အကောင်းဆုံးသင်ခန်းစာဖြစ်တယ်ကြံစီတယ်ဆိုတာတယောက်တည်းလို့ဒါမှမဟုတ်ဘူးအုပ်စုလိုက်သွားတာခုခေတ်ကခေတ်မကောင်းလို့လူတိုင်းကအုပ်စုလိုက်ဖွဲ့ပြီးကျူးလွန်ကြတာများတယ်အချောက်တွေအားလုံးကိုလည်းကျွန်မပြောချင်တယ်ယောက်ျား highlight တိုင်းမြင်လိုက်တိုင်းစွတ်မကြွေပါနဲ့ကိုတကယ်ချစ်သလားတန်ဖိုးထားမလားဆိုတာသုံးသပ်ပါအခုတော့ရှိတယ်အမှန်တရားနားခါတယ်နော်အချောက်တွေရဲ့အချစ်ရေးအိမ်ထောင်ရေးဆိုတာဘယ်တော့မှမตายရဘူးဘယ်တော့မှလည်းမတည်မြဲဘူးဘာလို့မိန်းမအစ်စ်တွေတောင်အကြောင်းမျိုးမျိုးကြောင့်အိမ်ထောင်ရေးမตายရနိုင်ဘူးလေဘလို့လို့ပြီးတော့မိန်းမရှာမှာသွားပြီးတော့ตายရတည်မြဲနေမလဲမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်ကိုပျော်အောင်တန်ဖိုးရှိအောင်နေပါနင်းတို့ဟာယောက်ျားအစ်စ်တွေထက်တန်ဖိုးရှိတယ်နင်းတို့အားလုံးကကိုယ့်ခြေထောက်ပေါ်ကိုရက်တည်ပြီးစီးပွားရေးတွေလုပ်ပြီးတော့ကိုကြိုက်တယ်လို့ထင်တဲ့ယောက်ျားစစ်ကိုအမ်းတာလေသူတို့ကမင်းတို့ကိုလိန်တာမင်းတို့ကအမ်းနိုင်တယ်မင်းတို့ကတထေးလုပ်ငန်းရှင်ဖြစ်တယ်မင်းတို့ရဲ့အချောက်လောကမှာအချက်စစ်ရှိကောင်းရှိမယ်ဒါပေမဲ့အချိန်အများကြီးပေးပြီးသုံးသပ်ဖို့လိုအပ်တယ်သွေးသားတောင်းဆိုချက်ဆိုတာရှိတယ်လက်ခံတယ်ဒီသွေးသားတောင်းဆိုချက်ကိုရှာထားတဲ့ငွေနဲ့ရော့နဂါရော့ပရများပေးပြီးစားပါအချစ်ဆိုပြီးတော့ခေါ်တဲ့နေရာတိုင်းကိုမသွားရဘူးဆိုတာယောက်ျားခန္ဓာပိုင်ဆိုင်ထားတဲ့နင်းတို့ကလည်းစင်ကြင်ဖို့လိုအပ်တယ်တတိရှိရမှာဒီယောက်ျားကြီးကငါလိုမိန်းမရှာဘူးတနေ့ချစ်လာမှာပါလို့ဘယ်တော့မှမမျှော်လင့်ထားခဏတာပျော်ရင်ကိုတင်းတိမ်ရောက်ရရမယ်ကန်စားတာပေါ့ကွာကိုယ့်ရဲ့ဖြစ်တည်မှုကိုဂုဏ်ယူလိုက်ပါပျော်အောင်နေရမယ်နားထောင်ပါအ ਨੇ ဆုံးတော့နင်ဟာအတုံးချခံပြီးအခုလိုမျိုးပတ်ဆက်ဆက်အသက်ခံရတဲ့အားကောင်မဖြစ်လာတော့ဘူးလေစဉ်းစားကြည့်စမ်းအေယာဝီမှာစင်ကဲတွေးကြည့်ကျမလူကြီးတယောက်ဆိုတော့အဲ့ဒါတွေကိုသွားတွေးလို့ကျမလုံးဝတကူလုံးပျော့ခွေသွားတာအော်သူနဲ့ဘာတောင်းတယ်လဲဘဏ်အကောင့်လားပတ်စံလားဖုန်းလားမိုဘိုင်းဘန်ကင်းနဲ့ပတ်စံကိုဓာတ်လိုက်လွှဲခိုင်းတာလားဒီအချိန်မှာအေယာဝီမှာရုံးဆန်မယ်ပြောဆိုမယ်ဟောက်မယ်နေတလန့်ခါတလက်ယောက်ျားပဲဆိုပြီးတော့အဲ့ခါမှာဝင်လာမယ်ချမယ်အုပ်စုလိုက်ဝင်လာပြီမျိုးကျမတော့တွေးတယ်တိမ်မချင်းရိုက်တတ်တယ်ဆိုတဲ့အရာသာတွေးကြည့်နောက်ဆုံးသူ့ရဲ့ဦးခေါင်းကိုအဓိကထားပြီးရိုက်သွားတာမဟုတ်ဘူးလားတတိထားပါယောက်ျားတွေကမူရမာယာမိမရှာနဲ့မိမအစ်စ်တွေထက်ပိုပြီးတော့ပြည်ပြင်းတယ်ပိုပြီးတော့ယွန်စရာကောင်းတယ်